ဆယ်ကျော်သက်အရွယ်ကလေးကိုနားလည်ပေးဖို့ဘာကြောင့်လိုအပ်တယ်လဲမိဘတော်တော်များများကငါကလေးချင်းလို့မဟုတ်တော့ဘူးလို့ပြောလေးရှိကြပါတယ်တကယ်တော့ဒါဟာဆယ်ကျော်သက်အရွယ်ရဲ့သဘာဝပြောင်းလဲမှုတစ်ခုပါဒီရွယ်မှာကလေးတွေဟာခန္ဓာကိုယ်ရင်မကစိတ်ပိုင်းဆိုင်ရာနဲ့အုံနောက်ဖွံ့ဖြိုးမှုလည်းမြန်ဆန်စွာပြောင်းလဲနေကြပါတယ်ဒါကြောင့်တခါတရံစိတ်တူလွယ်ခြင်းမိဘစကားကိုပြန်ပြောလာခြင်းတယောက်တည်းနေခြင်းလာခြင်းတငယ်ချင်းတွေနဲ့အချိန်ပိုကုန်ခြင်းလာခြင်းတို့ကိုတွေ့ရတတ်ပါတယ်ဒီအရာတွေဟာမကောင်းတဲ့ကလေးဖြစ်သွားတာမဟုတ်ပါဘူးသူတို့ဟာကိုယ့်ကိုယ်ရှာဖွေနေတဲ့အချိန်ဖြစ်ပါတယ်ဒီရွယ်ကလေးတွေဟာငါဘာတူလဲငါဘာဖြစ်ချင်တာလဲဆိုတာကိုစဉ်းစားနေကြပါတယ်တခါတရံလူကြီးမဆန်တယ်လို့ထင်ရပေမဲ့တစ်ဖက်မှာတော့လူကြီးတယောက်လိုဆက်ဆံပေးစေချင်ကြပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့အမိန်ပေးတာထက်နားလည်ပေးဖို့အပြစ်တင်တာထက်ပိုပြီးသူတို့ကိုနှွေးထွေးစွာဆက်ဆံပေးဖို့လိုအပ်ပါတယ်။ဆယ်ကျော်သက်တယောက်အတွက်လိုအပ်ဆုံးကပြည့်ပြည့်စုံတဲ့မိဘမဟုတ်ပါဘူး။သူတို့ကိုနားလည်ဖို့စူးစမ်းပေးတဲ့မိဘပါ။ဒီနေ့ကစပြီးဆုံးမဖို့ထက်နားထောင်ဖို့အချိန်နဲ့ပိုပေးကြည့်ပါတခါတရံမိဘတယောက်ရဲ့စိတ်ရှိရှိနားထောင်ပေးမှုကကလေးတယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်အားလုံးပဲတာယာတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်